Hello，大家好，来这个给大家看一下，它这的话就是天然的眼珍珠哦，倒是挺好看的。它这的话就是黑色的那一种，因为它这个话就是卡其的那一种，倒是挺好看的。项链啊，可以做3条手链的那一种。4条手链也可以做4条手链，真的很长的啊。然后它这个的话就是价格的话就是4000人民币。如果是喜欢的话，就是可以私信的啊，倒是很好看的，而且它这个是眼珍珠哦，天然的眼珍珠，不做任何人工处理的啊。如果喜欢的话，也可以私信的啊，谢谢大家。Hello， အားလုံးပဲမင်္ဂလာပါရှင်။ဒါလေးကကျတော့ပလဲနဲ့လေးပေါ့နော်။မွေးပလဲနဲ့လေးပါရှင်။တော်တော်လေးလာပါရှင်။ဒါလေးကမွေးပလဲလေးပေါ့နော်။ပဲပလဲတော့မဟုတ်ပါဘူးရှင်။ဒါလေးကမွေးပလဲလေးပါပြီးတော့ဆိုရှင်သူကစိုက်ခွန်ပေါ့နော်။စိုက်ခွန်ရှိပါတယ်ရှင်။ဒါလေးဆိုလို့ရှင်ဆိုင်ခွန်ဒရမခွန်ပေါ့နော်တော်တော်လေးတော့လာပါတယ်ရှင်ပြဆိုလို့ရှင်ဒါလေးကကျတော့ဘယ်လိုပြောမလဲအဲ့လိုဗာလဲတရုတ်ဝတ်စုံလေးတွေတော့အဲ့လိုမြန်မာဝတ်စုံလေးနဲ့တွေ့ဖတ်ဝတ်လို့ရှင်တော်တော်လေးလာပါတယ်ရှင်ဒါလေးဆိုလို့ရှင်ပြီးတော့ဇာလေးရဈေးလေးကကျတော့ဒါလေးဆက်တင်းလေးပါပဲရှင်ဒါလေးမှဆက်တင်းလေးပါချက်လို့ရှင်တော့စီမာလာခဲ့ပြီပေါ့နော်တော်တော်လေးလည်းလာပါတယ်ရှင်အားလုံးပဲကျေးဇူးပါ